AI မှာလေတော်တော်ထူးဆန်းတဲ့ရှင်းတော့မညီဖြစ်နေတဲ့အချက်တစ်ခုရှိတယ်။တစ်ဖက်မှာဆိုရင်သူကအန်အော့ဆော်ကောင်းလောက်အောင်တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့လုံးဝမမှန်တဲ့အချက်အလက်တွေကိုယုံကြည်ချက်အပြည့်နဲ့ပြောတော့ပြန်ရောဒီနေ့မှာတော့ AI ရဲ့ဒီနှစ်ဖက်ချွန်တာလို့တဘာဝအကြောင်းကိုအတူတူလဲလာကြည့်ကြရအောင်။ဒါကတကယ်ကိုစဉ်းစားစရာမေးခွန်းကြီးတစ်ခုပါပဲ။ယူကြည်ချက်ရှိနဲ့အမားတွေပြောတဲ့စက်တလုံးအဲ့ဒီစက်ကပဲတစ်ချိန်တည်းမှာထူးချော်နဲ့တီထွင်ဖန်တီးမှုမိတ်ဖက်တီရောဘလို့လုပ်ဖြစ်နိုင်မှာလဲဒီရှုပ်ထွေးတဲ့မေးခွန်းရဲ့အဖြေကိုအတူတူရှာဖွေကြည့်ရအောင်ကဲပထမဆုံးအနေနဲ့ AI ရဲ့အကြီးမားဆုံးအားနည်းချက်တစ်ခုလို့ပြောလို့ရတဲ့စိတ်ထင်မှားဖန်တီးမှု hallucination အဲ့ဒါဘာလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒီနေရာမှာ hallucination ဆိုတဲ့စကားလုံးကိုနားလည်ဖို့ကအရေးကြီးတယ် AI ကတမန်သက်သက်လိမ်နေတာမျိုးမဟုတ်ပါဘူးသူကသူ့စီမှာရှိတဲ့ data အများကြီးတဲ့ကပုံစံတွေကိုကြည့်ပြီးတော့နောက်လာမယ့်စကားလုံးကဘာဖြစ်နိုင်ဆုံးလဲဆိုတာကိုခံမှန်းနေတာတသက်ပဲဆိုလိုတာကသူကအမှန်တရားကိုသိနေတာမဟုတ်ဘူးဖြစ်နိုင်ခြေတွေကိုတွက်ချက်နေတာပါဒီ hallucination ဆိုတဲ့ပြဿနာကစာအုပ်ထဲမှာပဲရှိတာမဟုတ်ဘူးနော်လက်တွေ့မှာဘယ်လောက်ထိတက်ရောက်မှုရှိနိုင်လဲဆိုတာကိုတကယ်ထိရမှန်ဇလန်တစ်ပုဒ်နဲ့ကြည့်ကြည့်အောင်ဒါကတော့ AI ကိုယုံကြည်မှုလွန်ကဲသွားတဲ့ရှိနေတရားရဲ့ကိစ္စပါပဲဒီမှာတင် AI ရဲ့အမှားအကျန်တာတော်တော်ကြီးသွားတယ်ရှင်တွေကတက်ဆိုင်ရာတရားစီရင်ထုံးလေးရှာခိုင်းတဲ့အခါမှာ AI ကတရားရုံးမှု6ခုကိုကိုးကားပေးခဲ့တယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီအမှု6ခုလုံးကတကယ်မရှိခဲ့ဘူး။လုံးဝစိတ်ကူးနဲ့တီထွင်ဖန်တီးထားတဲ့အမှုတွေချီးပဲထွက်နေတာပါ။အဲ့ဒီအတွက်အကျိုးဆက်ကတော့အဲ့ဒီရှေ့နေဟာတရားရုံးကိုအချက်အလက်မှားတင်သွင်းခဲ့လို့တန်ငွေ$9000တောင်ဆောင်လိုက်ရတယ်။ဒီမှာကြည့်AI ရဲ့စိတ်ထင်မှားမှုတေးသေးလေးတစ်ခုကနေတကယ်လက်တွေ့ကဘာမှာဘလောက်ကြီးမားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်နေဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ AI နဲ့လူတွေရဲ့တွေးခေါ်ပုံကဘာလို့ဒီလောက်ကွာနေရတာလဲ။ရှင်းရှင်းလေးပါပဲ။လူတွေကအချက်အလက်တစ်ခုကိုလိုချင်ရင်ကိုယ့်မှတ်ဉာဏ်ထဲကနေပြန်ထုတ်တယ်ပြီးတော့မှန်မှန်စစ်ဆေးအတည်ပြုကြတယ်။ AI ကတော့အဲ့ဒီလိုမဟုတ်ဘူး။သူကစကားလုံးတွေကိုကင်းကနဲနေနဲ့တွက်ပြီးဖြစ်နိုင်ချေအများဆုံးကိုနောက်ကနေဆက်ဆက်ပေးသွားတာ။အဓိကအချက်က AI ဟာအမှန်တရားကိုသိနေတာမဟုတ်ဘူးဖြစ်နိုင်ချေကိုပဲခန့်မှန်းနေတာပါကဲဒီအားနည်းချက်ကြီးအကြောင်းပြောပြီးပြီဆိုတော့အခုဇလန်းကတစ်မျိုးပြောင်းတော့မယ်ဒီလိုစိတ်ထင်မှားဖန်တီးတတ်တယ်ဆိုတဲ့အားနည်းချက်ကပဲသူ့ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုဖြစ်နေပြန်တော့ဟုတ်ပြီအခုဒီရှင်းတော့မညီတဲ့ဗီရိုဒါဘိုင်းရဲ့ဒုတိယတစ်ချမ်းကိုဆက်ကြည့်ကြရအောင် AI ရဲ့အားနည်းချက်လို့ထင်ရတဲ့အရာကဘယ်လိုလုပ်ပြီးအစွမ်းထက်တဲ့ဖန်တီးမှုကိရိယာတစ်ခုဖြစ်လာနိုင်တာလဲဒီနေရာမှာ AI အလုပ်လုပ်ပုံကိုရှုထောင်ပြောင်းကြည့်ဖို့လိုလေသူရဲ့ဒီလိုဆက်ပေးတတ်တဲ့အရေးအသွေးကိုအားနဲ့တက်လို့မမြင်ဘဲနဲ့စမ်းသစ်တီထွင်မှုအတွက်ရန်တရားတစ်ခုလို့မြင်ကြည့်ရအောင်တနည်းပြရရင်တစ်ခုနဲ့တစ်ခုအလံဝေးတယ်လို့ထင်ရတဲ့အယူအဆတွေကိုချိတ်ဆက်ပေးနိုင်တဲ့သူရဲ့စွမ်းရည်ကတကယ်တော့ image အစွမ်းထက်တဲ့အားသာချက်တစ်ခုဖြစ်နေရပါတကယ်တော့လေစမ်းသစ်တီထွင်မှုပြတာရှိလို့ပြောတယ်လို့ပဲအတွေးခေါ်အစ်စ်တယ်ဆိုတာဘာမှမရှိတဲ့နေရာကနေပေါ်လာတာမဟုတ်ဘူးရှိပြီးသားအယူဆတွေအပေါ်မှာပဲအခြေခံထားတဲ့ဆိုတော့ AI လို့နေတာကလည်းအဲ့ဒီတိုင်းမှာပဲရှိပြီးသားတွေကိုနီလာတစ်နေပြောင်းပေါင်းစပ်ပေးနေတာကဲစိတ်ဝင်စားစရာစမ်းသပ်မှုလေးတစ်ခုလုပ်ကြည့်ကြရအောင်လားတောတိုက်တန်တချောင်းကိုသူ့ရဲ့မူလအတုံးမှန်ကြည့်တောတိုက်တာကလွဲလို့တခြားဘယ်လိုနီးလဲနေညအတုံးပြုလို့ရမလဲမမိနစ်တွင်းဘယ်မျိုးလောက်စဉ်းစားလို့ရမလဲဒါကတီထွန်းဖန်တီးနိုင်စွမ်းကိုတိုင်းတာတဲ့နာမည်ကြီးစိတ်ပညာစမ်းသပ်မှုတစ်ခုပဲအဖြေကတော့တော်တော်အံ့ဩစရာကောင်းတယ် AI တစ်ခုကအဲ့ဒီသွားတိုက်တန်အတွက်ပဲအတွေးခေါ်အသစ်တောင်ရရ22ခုကိုထုတ်ပေးနိုင်ခဲ့တယ်ဗျဒါဟာသူ့ရဲ့ဖန်တီးနိုင်စွမ်းကဘလောက်အထိမြင့်မားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေကြပဲโอเค AI ကဒီလောက်တီထွင်နိုင်စွမ်းရှိတာတော့ဟုတ်သည်ဒါဆိုလက်တွေ့မှာလူတွေနဲ့ရင်ပြိုင်တဲ့အခါဘယ်လိုစွမ်းဆောင်နိုင်မလဲအဲ့ဒါကိုစက်ကြည့်ကြရအောင်နာမည်ကြီးဝါရန်စီပါကြီးကျောင်းမှာပေါ့စမ်းသစ်တီထွင်မှုဆိုင်ရာအတန်းတစ်ခုကအကြံဉာဏ်ထုတ်လုပ်ရေးပြိုင်ပွဲတစ်ခုလုပ်ခဲ့တယ်တစ်ဖက်ကထိတ်တန်းကျောင်းသားတွေနောက်တစ်ဖက်ကတော့ AI ပေါ့ရလက်တွေကတော့ပြောစရာတော့မလိုအောင်ရှင်းနေပါတယ်အကောင်းဆုံးလို့သတ်မှတ်ခံရတဲ့အတွေးခေါ်လေးဆိုတဲ့မှာ35ခုက ChatGPT စီကလာတာကျောင်းသားတွေစီကလာတာက9ခုပဲရှိတယ်ဒီဘာချက်ကိုကြည့်လိုက်တာနဲ့တင်ဘသူကအချံရမ်းများကြီးပိုကောင်းကောင်းပေးနိုင်လဲဆိုတာရှင်းနေတာပဲ AI ကဒီလောက်အစွမ်းထမှန်တီးပြီးဆိုတော့အရေးကြီးတဲ့မိကုံကသူ့ကိုဘလို့အကောင်းဆုံးအသုံးချမလဲဆိုတာပဲဖြစ်လာပြီ AIC ကအကောင်းဆုံးရလက်တွေရဖို့အတွက်နီးလန်းတွေရှိပါတယ်ပထမဆုံးကတော့ကိုကဒါရိုက်တာလုပ်ရမယ် AI ကိုမင်းကဈေးကွက်ရှာဖွေရေးကျွမ်းကျင်သူတစ်ယောက်ဆိုပြီးသူ့ရဲ့ပင်ကိုယ်စရိုက်နဲ့အခြေအနေကိုသတ်မှတ်ပေးရမယ်ဒုတိယအချက်တာမန်အဖြေတွေပဲမတောင်းဘဲနဲ့ထ
ထူးဆန်းတာတွေအသစ်အဆန်းတွေဖိနိုင်ချေနေတဲ့အဖြေတွေကိုတောင်းဆိုပြီးကွဲပြားမှုကိုတွန်းအားပေးရမယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုကပြုစုထိန်းသိမ်းသူ Minju Curator အဖြစ်ဆောင်ရွက်ရမယ်။ AI ကပေးတဲ့အကြမ်းတဲ့အတွေးခေါ်တွေကိုကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ဆုံးဖြတ်ချက်သုံးပြီးစစ်ထုတ်ပြုပြင်တည်ဆောက်ရမှာပေါ့။ ဒါကြောင့်အဓိကမထားရမှာက AI ဆိုတာအစွမ်းချက်တဲ့ကိရိယာတစ်ခုပဲဒါပေမဲ့သူ့ရဲ့အလားအလာကိုအပြည့်အဝဖော်ထုတ်ဆိုရင်တော့လမ်းညွှန်ပေးမဲ့လူသားတယောက်မဖြစ်မနေလို့အပ်တယ်။ယဉ်ကျေးမှုဆိုင်ရာအသိပညာအရသာခံနိုင်စွမ်းဝေဖန်ပန်းချတွေးခေါ်နိုင်စွမ်းဒါတွေအားလုံးကလူစီကပဲလာတာလေ။အဲ့ဒါတွေမရှိရင် AI ရဲ့အလားအလာအပြည့်အဝကိုထုတ်ယူနိုင်မှာမဟုတ်ဘူး။ ကဲအခုနည်းနည်းလေးပိုချေပြန့်ပြန့်စဉ်းစားကြည့်ကြရအောင် AI ကြောင့်ရေးထွေးမြင့်အကြောင်းအရာတွေကိုလွယ်လွယ်ကူကူထုတ်လုပ်နိုင်လာတဲ့အခါကျွန်တော်တို့ရဲ့အလုပ်တွေရဲ့အသေးပဲပေါ်ဘယ်လိုတရားမှုတွေရှိလာနိုင်မလဲ ဒီနေရာမှာ the button ဆိုတဲ့အားကောင်းတဲ့ပုံဆောင်ခိုင်းနိုင်ချက်တစ်ခုရှိပါတယ်။ငါတရေးပေးဆိုတဲ့ clock တစ်ချက်ကိုနှိပ်လိုက်ရုံနဲ့ရအောင်လုံးပြီးသွားနိုင်တယ်ဆိုတဲ့သွေးဆောင်မှုမျိုးပေါ့ အဲ့ဒီခလုတ်ကိုအလွန်အကျွမ်းအားကိုးလိုက်ရင်အန်တယ်ရှိလာနိုင်တယ်။ဥပမာဒါကလူသားရဲ့ကြိုးပမ်းမှုကိုဖြည့်ဆွတ်တာမဟုတ်ပဲအစားထိုးပေးလိုက်တာမျိုးဖြစ်သွားနိုင်တယ်။နောက်တစ်ခုက AI ပေးတဲ့ပထမဆုံးအဖြစ်မှာပဲတဘောကြပြီးကိုယ့်ရဲ့ကိုယ်ပိုင်တွေးခေါ်မှုကိုဂန်းတလိုက်မိနိုင်တယ်။ထောက်ခံစာရေးတာလိုမျိုးစူးစမ်းအားထုတ်မှုကိုပြတဲ့အလုပ်တွေကလည်းအသေးပဲမဲ့သွားနိုင်တယ်။ MIT ကလေးလာမှုတစ်ခုရဆိုရင်အသုံးပြုသူအများစုက AI ထုတ်ပေးတာကိုတီးဖြစ်တာတော့မလုပ်ကြဘူးတဲ့ ။ဒါကြောင့်နောက်ဆုံးမှာတော့အားလုံးအတွက်စဉ်းစားစရာမိခွန်းကြီးတစ်ခုကျန်ခဲ့ပါတယ်။ဖန်တီးမှုဆိုင်ရာအလုပ်တွေကခလုတ်တစ်ချက်နဲ့ယုံနဲ့ချက်ချင်းပြီးသွားနိုင်တဲ့ကဘာကြီးမှာဘယ်အရာကအဲ့ဒီအလုပ်တွေကိုအတိတ်ပဲရှိနေစေဦးမှာလဲ။